ရေဘရင်ဆိုတဲ့တရဖူးကိုဘယ်သူဆောင်းသွားမလဲလူကြီးမင်းတို့အခုမြင်နေရတာကတော့ရှန်ဟိုင်းမြို့ရဲ့အရှိမြောက်ဘက်ကျောတစ်ခုပေါ်ကကျင်းတဲ့တင်မောချင်းပါဒီလောက်အရေးတူပြနေတာကအကြောင်းရှိပါတယ်ဒီကျင်းတဲ့တင်မောချင်းကထုတ်လုပ်ပေးနိုင်တဲ့တင်မောအရေးအတွက်ကတူတအူးတဲ့အမေရိကန်ရေတပ်တင်မောတီဆောက်ရေးလုပ်ငန်းတစ်ခုလုံးထက်တင်မောတီဆောက်နိုင်စွမ်းပုံများနေပါတယ်ဟာဆိုလာကြီးလားလို့ထင်ရင်လည်းခံရမှာပါပဲဒါပေမဲ့အမှန်တရားကတော့ပြောင်းမသွားပါဘူးတရုတ်ကသင်္ဘောတွေပုံများတော့ရောဘာဖြစ်လဲဒီနေ့ထိအမေရိကန်ရေတပ်ကိုကြော်နိုင်သေးလို့လားစသဖြင့်မေးစရာတွေအသီးသီးပေါ်လာကြပါလိမ့်မယ်ဒါကအခုလောလောဆယ်အထိတော့မှန်ပါတယ်ဒါပေမဲ့အခုလက်ရှိတရုတ်နိုင်ငံဟာအမေရိကန်နိုင်ငံထက်သင်္ဘောတီဆောက်နိုင်စွမ်းနှစ်ဆ10ဆမကပါဘူးအစ350တောင်ပိုများနေတာပါသူတို့ကသင်္ဘောအသစ်တွေကိုဟင်းကျူတဲ့တိုးဦးလုံးတွေထည့်သလိုထုတ်လုပ်နေကြတာပါတစ်ဖက်မှာလည်းအမေရိကန်ဖို့ထုတ်လုပ်မှုပိုင်းကျဆင်းသွားခြင်းအကြောင်းတရားခံကလည်းရှိလို့နေပြန်ပါတယ်ကျွန်တော်တို့ကတော့ဒါကိုလင်းယုံကြီးရဲ့1.3 trillion တန်အမားလို့ခေါ်ရခင်ဗျဒါဆိုအမေရိကန်ရေတပ်ရဲ့ဒေါ်လာ1.3 trillion အမားကဘာများလဲသူတို့ကဒီအခြေအနေထိရောက်အောင်ဘယ်လိုလုပ်လိုက်တာလဲတရုတ်ကသူတို့ရဲ့ကုန်သွယ်ရေးသင်္ဘောတီဆောက်ရေးလုပ်ငန်းကိုစီးရေးကျိုးအတွက်ဘယ်လိုအသုံးချနေလဲစက်ကြည့်ကြတာပေါ့တရုတ်ရဲ့ကြီးထွားနေတဲ့သင်္ဘောချင်းတွေကြားထဲမှာတော့အမေရိကန်ရေတပ်ကအခုထိအားသာချက်အများကြီးရှိနေတာကဘာကြောင့်လဲအဲ့ဒါကခင်ဗျားထင်သားစလို့မဟုတ်ပါဘူးအမေရိကန်သင်္ဘောတီဆောက်ရေးလုပ်ငန်းရဲ့ငြိမ်းချမ်းရေးကာလအတွင်းကြီးထွားမှုဟာတမိုင်းအကြောင်းအရာအချက်လေးချက်ပေါ်မှာမူတည်ပါတယ်ဒီအချက်တွေထဲမှာအမေရိကန်နေတဲ့ခြေကျုံမိနေတဲ့ဂတိကောဝစ်တွေဖိအားချင်းချောင်းမှုတွေလိုအပ်ချက်တွေရှိနေတာကြောင့်တရုတ်ကအမေရိကန်ထက်သင်္ဘောတီဆောက်နိုင်စွမ်းပိုတာနေတာပါတရုတ်ကအစိုးရရဲ့အားပေးထောက်ပံ့မှုကြောင့်သင်္ဘောတီဆောက်ရေးလုပ်ငန်းတွေအရှိန်ဟုန်နဲ့တိုးတက်လာတာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအမေရိကန်တို့အနေနဲ့လည်းအားသာချက်တွေရှိလို့နေပါသေးတယ်အမေရိကန်ရေတပ်မှာအတွေ့အကြုံရင့်ကျက်ပြီးကျွမ်းကျင်တဲ့သင်္ဘောသားတွေအများကြီးရှိနေတာဒီပညာပိုင်းဆိုင်ရာမှာအားသာချက်ဖြစ်နေတာစားရာတွေမှာတရုတ်တက်နာတပြားအားသာနေပါသေးတယ်ဒါပေမဲ့ရေရှည်မှာတော့ဒီလိုအခြေအနေမျိုးဆက်မဖြစ်အောင်အမေရိကန်အနေနဲ့သင်္ဘောတီဆောက်ရေးလုပ်ငန်းကိုပြန်လည်မြင့်တင်ဖို့လိုအပ်လာပါပြီနောက်တဲ့အချက်တစ်ခုကတော့ကွန်ဂရက်ကနေဥပဒေနဲ့ရန်မုံငွေပုံစံနဲ့ထောက်ပံ့ပေးခြင်းဆိုတာကြောင့်ပါပဲနောက်ဆုံးချက်ကတော့သင်္ဘောတွေကိုတီဆောက်ပေးမဲ့ပုဂ္ဂလိကကဏ္ဍပါဒီနောက်ဆုံးချက်ကလက်ရှိမှာအဓိကအခက်အခဲဖြစ်နေပါတယ်1990ပြည့်နှစ်တွေတုန်းကအမေရိကန်သင်္ဘောချင်းတွေဟာကမ္ဘာတဝန်းသမုဒ္ဒရာဖြတ်တန်းသွားလာတဲ့ကုန်သွယ်ရေးသင်္ဘောတွေရဲ့9%ကိုတိစောက်ပေးနေပါတယ်2016ခုနှစ်မှာသင်္ဘောချင်းအရေအတွက်80%ကျော်ကျဆင်းသွားပါတယ်2023မှာအမေရိကန်ရဲ့ဈေးကွက်ဝယ်စုဟာ3.13%ထိကျဆင်းသွားပါတယ်ဒါပေမဲ့ဘာကြောင့်လဲစေးတိုက်ပွဲပြီးမှကြီးမားတဲ့ရေတပ်တစ်ခုမလိုအပ်တော့ဘူးလို့ယူဆပြီးအမေရိကန်ပြည်ထောင်စုကရေတပ်အသုံးစရိတ်နဲ့ခင်မီအောင်ပြုပြင်မှုကိုလျှော့ချခဲ့ပါတယ်တကယ်တော့ရေတပ်ရဲ့1989ခုနှစ်ဘတ်ဂျက်ကိုယူပြီးငွေကြေးဖောင်းပွားမှုအတွက်ချိန်ညှိပြီး1989နဲ့2023ကြားမှာရေတပ်ကတကယ်သုံးစွဲခဲ့တာနဲ့နှိုင်းယှဉ်ကြည့်ရင်ဒေါ်လာ1.3 trillion ကျော်ရှော့သုံးစွဲခဲ့ပြီးယင်းဒီမြုံနယ်မှုတွေလျော့နေသွားပါတယ်။အဲ့ဒီပမာဏကိုတကယ်သုံးစွဲခဲ့မယ်ဆိုရင်တော့အမေရိကန်သင်္ဘောတိဆောက်ရေးလုပ်ငန်းဟာပုံမကောင်းမွန်တဲ့အနေအထားမှာရှိနေမှသိကြပါတယ်။ဒါကပဲအမေရိကန်ရဲ့1.3 trillion mistake လို့ခေါ်တာဖြစ်နေပါတယ်။ဒါပေမဲ့ရေတပ်ကသူတို့ရဲ့အဓိကမတည်ငြိမ်တဲ့ဖောက်သည်ဖြစ်နေတာကြောင့်သင်္ဘောချင်းတွေဟာသူတို့ရဲ့အခြေခံအဆောက်အအုံရိတ်တည်ရင်းနဲ့လုံသားအင်အားမှာကြီးမားတဲ့ယင်းဒီမြုံနယ်မှုတွေလုပ်ဖို့မတတ်နိုင်ခဲ့ပါဘူး။ဒါကြောင့်အများအပြားပိတ်သိမ်းသွားပြီးလုံသားအင်အားလည်းလျော့နေသွားပါတယ်။ရလအနေနဲ့သင်္ဘောအသစ်တွေတိစောက်တာလက်ရှိရေတပ်ကိုထိန်းသိမ်းတာနဲ့တတန်းရည်သင်္ဘောတွေကိုဖျက်သိမ်းတာတွေကြားမှာအမေရိကန်ရေတပ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကစစ်သင်္ဘောအစီး290ကနေ300ကြားမှာပဲရပ်တန့်နေခဲ့ပါတယ်။အဲဒါကအိုဘားမား၊ထရန့်နဲ့ဘိုင်ဒန်အစိုးရတွေအားလုံးကကြီးမားတဲ့ရေတပ်တစ်ခုကိုပြန်လည်ဖွဲ့စည်းနိုင်ဖို့တွန်းအားပေးနေတဲ့ကြားတွေကတင်ဖြစ်ပျက်နေတာပါ။စံကျင်မအနေနဲ့တရုတ်သင်္ဘောတီဆောက်ရေးလုပ်ငန်းရဲ့ကြီးထွားမှုကတော့အလွန်လျင်မြန်လာပါတယ်။1980ခုနှစ်မှာတရုတ်နိုင်ငံမှာကုန်သွယ်ရေးသင်္ဘော Deadweight Tons 2,200,000ပဲထုတ်လုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီပမာဏကနေ2006ခုနှစ်မှာတော့သင်္ဘောအသစ်တန်ချိန်73တန်းထိမြင့်တက်လာပြီး2023ခုနှစ်မှာတော့တန်ချိန်42.32တန်းထိအမကန်မြင့်တက်သွားပါတယ်။တရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာသင်္ဘောတီဆောက်ရေးဈေးကွက်ဝေစုဟာ2000ပြည့်နှစ်မှာ10%အောက်သာရှိခဲ့ရာကနေ2025ခုနှစ်မှာတော့65%နီးပါးအထိမြင့်တက်လာပါတယ်။တောင်ကိုရီးယားနဲ့ဂျပန်တို့ရဲ့မှာယူမှုစရင်းတွေစုပေါင်းရင်တော့31%လောက်ပဲရှိပါသေးတယ်။အထူးအထိပ်မှာတရုတ်တက္ကသိုလ်တွေကနေနှစ်စဉ်သင်္ဘောဒီဇိုင်းပညာရှင်1500လောက်ပွဲရရှိခဲ့ပါတယ်။နိုင်ငံခြားမှာပညာသင်နေတဲ့ကျောင်းသားတွေကိုပါထည့်ဆင်းလာရင်တော့တရုတ်နိုင်ငံဟာသင်္ဘောတီဆောက်ရေးနဲ့ဆက်ဆက်တဲ့ဤပညာပွဲတွေနဲ့လုပ်ငန်းခွင်ဝင်ရောက်လာတဲ့ကောလိပ်ပွဲရအရေးအတွက်မှာသူရဲ့ပြိုင်ဘက်တွေကိုကျော်လွန်နေပါပြီ။တရုတ်နိုင်ငံကကုန်သွယ်ရေးသင်္ဘောတွေအများကြီးတီဆောက်နိုင်ရင်ကောဘာများအရေးကြီးလို့လဲလို့ခင်ဗျားတို့တွေးနေနိုင်ပါတယ်။နိုင်ငံတကာနိုင်ငံကရေနံတင်သင်္ဘောတွေနဲ့ကုန်တစ်တာတင်သင်္ဘောတွေအများကြီးတီဆောက်နိုင်ုံနဲ့တော့လေနေသင်္ဘောတွေနဲ့ရင်ကုန်သင်္ဘောတွေလိုစစ်ဘက်သုံးအစိမ့်မြင့်သင်္ဘောတွေထုတ်လုပ်နိုင်တယ်လို့မဆိုလိုပါဘူး။ဟုတ်တယ်မလား။ကောင်းပြီခင်ဗျားတို့ကိုပြောပြစရာသတင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကာကွယ်ရေးကုမ္ပဏီ Anduril Industry ရဲ့တည်ထောင်သူ Palmer Luckey ပါ
သူပြောတာတရားရင်လုံးမှန်ပါတယ်တရုတ်နိုင်ငံရဲ့2016အမျိုးသားကာကွယ်ရေးပို့ဆောင်ရေးဥပဒေအရတရုတ်သင်္ဘောအသစ်တွေကိုအမျိုးသားကာကွယ်ရေးစံနှုန်းတွေနဲ့တည်ဆောက်ပါတယ်ဒီဥပဒေဟာသင်္ဘောအမျိုးအစား9ခုလုံးပေါ်တက်ရောက်ပါတယ်ကုန်တစ်တာတင်သင်္ဘောတွေကုန်ပိတ်တာချိန်တင်သင်္ဘောတွေအထုပ်လိုက်ကုန်တင်သင်္ဘောတွေရိုရိုသင်္ဘောတွေနဲ့ဗတ်စုံသုံးသင်္ဘောတွေပေါ့တရုတ်အစိုးရကသူတို့ရဲ့အရက်ဖက်စစ်ဘက်ဘောင်းစီရေးမူဝါဒကိုအသုံးပြုပြီးသူတို့ရဲ့ကုန်သွယ်ရေးသင်္ဘောတွေကိုနိုင်ငံရေးအရာထိန်းချုပ်ပြီးဈေးလေးကျင်းမှုတွေမှာလည်းပုံမှန်အသုံးပြုလေ့ရှိပါတယ်ဒါကအခုတော့ဖြစ်ပျက်နေတဲ့ကိစ္စပါခရီးသည်တင်သင်္ဘောတွေကိုလူတွေနဲ့ကားတွေတည်ယူပို့ဆောင်မှုအသုံးပြုလေ့ရှိပါတယ်ဒါပေမဲ့တရုတ်နိုင်ငံမှာတော့ဈေးလေးကျင်းမှုတွေအတွင်းတင်ကားတွေနဲ့တခြားပစ္စည်းကိရိယာတွေတည်ယူပို့ဆောင်ဖို့လည်းအသုံးပြုခဲ့ပါတယ်ဒီကျင်းကမှုကလက်နက်ကင်ပရိပခဥပဒေရဲ့အဓိကအချက်ဖြစ်တဲ့ခွဲခြားသတ်မှတ်ခြင်းမူကိုအန်ဒရယ်ရှိချိုးပေါက်နေတယ်လို့ပါပဲအရက်ဘတ်တင်မောနဲ့တိုက်ခိုက်ရေးတင်မောကြားကချားထားတဲ့စီကိုဝေဝါးသွားစေတာကဘယ်တင်မောကတရားဝင်စီရေးပြစ်မှတ်လဲဆိုတာကိုရှုပ်ထွေးစေပါလိမ့်မယ်တရုတ်တို့ရဲ့မဟာဗျူဟာမြောက်တင်မောတီဆောက်ခြင်းဆိုတာဒါပေါ့တရုတ်အစိုးရကတနေ့မှာလေနေတင်မောတွေနဲ့တခြားစစ်တင်မောတွေစိုက်ကတ်ထားတဲ့ Norfolk ရေတပ်တင်မောချင်းဘေးကနေနေတိုင်းဖြတ်သွားတဲ့ကုန်သွယ်ရေးတင်မောတွေပေါ်ကအသွင်ယူထားတဲ့ကုန်တစ်တာတွေထဲမှာဒုံးကြီးတွေထည့်ဖို့ဆုံးဖြတ်လိုက်ရင်ဘယ်လိုလုပ်မလဲလို့တွေးမိစေပါတယ်ဒီလိုထင်သေးတဲ့တန်တရားတွေကလည်းအကြောင်းရင်းရှိတယ်ခင်ဗျ2022ခုနှစ်မှာတရုတ်ရဲ့အကြီးဆုံးဒုံးကြီးထုတ်လုပ်သူကဘယ်တင်မောပေါ်မှာမဆိုအလွယ်တကူတင်ထားနိုင်တဲ့ပေ30ကုန်တစ်တာပုံစံဒုံးကြီးစနစ်ကိုပြသခဲ့ပါတယ်ဒါကြောင့်သူတို့မှာအဲ့လိုလက်ကွက်တွေလုပ်ဖို့နေပညာတွေအစဉ်သင်ရှိနေပြီဆိုတာကိုတစ်ဖက်လည်းနည်းနဲ့ကဘာကြီးစီတိတ်ဆိတ်ချင်းချောက်လိုက်တာပါပဲဖောက်ခွဲရေးနဲ့ပတ်သက်ရင်တရုတ်ရဲ့ရေပြင်တိုက်ခိုက်ရေးတင်မောတွေကြားက VRS ဆဲတွေအကြောင်းမေးထားလို့မရပါဘူးသူတို့ကလည်းအလင်းမြန်နှုံးတစ်ခုနဲ့တိုးလာနေရဲဆိုတာကိုကျွန်တော်တို့သတိပြုသင့်ပါတယ်ခင်ဗျားတို့မရင်းနှီးသေးရင်တော့ကျွန်တော်နည်းနည်းရှင်းပြပါမယ်Vertical Launch System သို့မဟုတ် VLS ဆိုတာအခြေခံအားဖြင့်သင်္ဘောကိုယ်ရဲထဲမှာတိစောက်ထားတဲ့ပြစ်လွတ်ပြုံနေနဲ့ဖွဲ့စည်းထားတာပါ။ဒါကသင်္ဘောရဲ့ radar ဖြတ်ပိုင်းကိုရှော့ချပေးုံသားမကဘဲနဲ့ဒီကျစ်လက်တဲ့ဆဲတွေအားလုံးကနေအမျိုးမျိုးသောဒုံးကြီးတွေကိုလျင်မြန်စွာနဲ့တပြိုင်နက်နှီးပါပြစ်လွတ်နိုင်စေပါတယ်။ဒီလိုနည်းပညာပိုင်းကိုတိုးတက်လာစေခြင်းကပဲတရုတ်ရဲ့တိုက်ခိုက်ရေးသင်္ဘောတွေကိုအခြေအနေတစ်ခုစီတွန်းတင်ပေးလိုက်ရရောက်မှန်းနားလည်လောက်မှထင်ပါတယ်။ကမ္ဘာအကြီးဆုံးသင်္ဘောတိစောက်ရေးလုပ်ငန်းကိုပိုင်ဆိုင်ခြင်းကတခြားအကျိုးကျေးဇူးတွေလည်းရှိပါတယ်။ကိုရီးယားတိစောက်ရေးမော်ဂျူလာထုတ်လုပ်ရေးတင်မောချင်းစွမ်းရည်တိုးမြင့်ရေးနဲ့ကုန်သွယ်ရေးတင်မောတီဆောက်ရေးကဏ္ဍကတခြားနယ်ပယ်တွေမှာတိုးတက်မှုတွေကတရုတ်ရဲ့ရေတပ်ချဲတွင်ရေးကြိုးပမ်းမှုတွေကိုတိုက်ရိုက်အထောက်ပံ့ပေးနေပါတယ်။ဒါပြင်စစ်သမောတွေဟာကုန်ကျစရိတ်တွေကိုထိန်းချုပ်ဖို့နဲ့ဤပညာအဆင့်မြင့်တင်မှုတွေကိုပုံမှန်မကြာခဏလှုပ်ဆောင်နိုင်ဖို့အတွက်စီးပွားပြေးရရှိနိုင်တဲ့ကွန်ပျူတာ processor တွေနဲ့ကွန်ရက်တွေတရားထိန်းချုပ်မှုနဲ့တခြားစီးပွားဖြစ်အဆင့်သင့်အသုံးပြုနိုင်တဲ့ဤပညာတွေကိုပေါင်းစပ်ထည့်သွင်းနေကြပါတယ်။ဗီဒီယိုစာမှာကျွန်တော်တို့ပြောခဲ့တဲ့ဂျင်းနန်တင်မောချင်းကိုမှတ်မိသေးတယ်မလားဗျ။ဗကြတိတ်ငါပဲဂျိုတုပုံရိပ်တွေကဒီတင်မောချင်းဟာကုန်သွယ်ရေးတင်မောတွေနဲ့စစ်ဘက်သုံးတင်မောအများအပြားကိုတစ်ချိန်တည်းမှာတိစောက်နေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေခဲ့ပါတယ်။တကယ်တော့တရုတ်နိုင်ငံဟာလေယာဉ်တင်မော2စင်းကိုပြည်တွင်းမှာဒီဇိုင်းထုတ်ပြီးတိစောက်ပြီးပါပြီ။ဒါပြင်ဒယ်လီယန်တင်မောချင်းက2025ခုနှစ်ဖေဖော်ဝါရီလဂျိုတုပုံရိပ်တွေမှာ Type 004လေယာဉ်တင်မောကိုပြသခဲ့ပြီးအဲ့ဒါကအမေရိကန်ရဲ့နောက်ဆုံးပေါ်စူပါလေယာဉ်တင်မောတွေနဲ့ဆင်တူတဲ့နျူကလ িয়ার တွန်းကန်အားနဲ့လျှက်စစ်တန်လိုက်ကတ်တပတ်တွေရှိတယ်လို့ကောလာဟလာတွေထွက်နေပါတယ်။ဟုတ်ပါတယ်တရုတ်နိုင်ငံဟာလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကတည်းကလေယာဉ်တင်မောတွေကိုစတင်အသုံးပြုခဲ့တဲ့အမေရိကန်ပြည်ထောင်စုနဲ့နှိုင်းယှဉ်ရင်တော့ရေတပ်လေကြောင်းမှာအတွေ့အကြုံအလွန်နေပါပါတယ်။ဒါအပြင်တရုတ်နိုင်ငံကအများကြီးလိုက်မိဖို့လိုအပ်တဲ့နယ်ပယ်တစ်ခုလည်းရှိပါသေးတယ်။ရင်ကုန်တင်မောစွမ်းရည်တွေကပေါင်းဆက် VRS 1168ခုရှိတဲ့နျူကလ িয়ার ရင်ကုန်တင်မော66စင်းကျော်အမေရိကန်ရေတပ်မှာရှိနေခြင်းကအမေရိကန်ရဲ့မိကွန်းထုတ်ဆရာမလို့တဲ့လွှမ်းမိုးမှုနယ်ပယ်တစ်ခုဖြစ်ဒီလောကမှာမင်းမှုနိုင်နေစေပါပဲ။တရုတ်နိုင်ငံဟာသူတို့ရဲ့ရင်ကုန်တင်မောနည်းပညာမှာ10နှစ်ကနေ20လောက်ထိနောက်ကျနေတယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့2023ခုနှစ်မှာနျူကလ িয়ার စွမ်းရည်သုံးတိုက်ခိုက်ရေးရင်ကုန်တင်မော3စင်းကိုသူတို့စတင်တည်ဆောက်ခဲ့ပါတယ်။2024ခုနှစ်မှာနောက်ထပ်3စင်းကိုလည်းစတင်တည်ဆောက်ခဲ့ပြန်ပါတယ်။နိုင်ရှင်ကြည့်ရင်တော့အမေရိကန်ရေတပ်က2028ခုနှစ်မှာတစ်နှစ်ကိုတိုက်ခိုက်ရေးရင်ကုန်တင်မော2စင်းထုတ်လုပ်ဖို့ကိုပဲရည်မှန်းထားတာပါ။တရုတ်ရေရောက်တပ်ဖွဲ့အတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုကတော့2024ခုနှစ်မှာစိတ်ကမ်းမှာရှိနေစဉ်သူတို့ရဲ့နောက်ဆုံးမောက်ခင်မီနျူကလ িয়ার ရင်ကုန်တင်မောနှိမ့်မြုပ်သွားပြီးနောက်မှာဖြစ်ပါတယ်။တရုတ်ရာရှိတွေကအဲ့ဒါကိုဘုံကွယ်ထားခဲ့ပေမဲ့ဂျိုတုပုံရိပ်တွေမှာရင်ကုန်တင်မောနောက်ဆုံးစိုက်ကတ်ထားတဲ့နေရာမှာအပျက်စီးအကျိုးပြက်အများအပြားကိုပြသနိုင်ခဲ့ပါတယ်။အလားတူအဖြစ်မျိုးအမေရိကန်လည်းကြုံရပူပါတယ်။အမေရိကန်နျူကလ িয়ার ရင်ကုန်တင်မောတစ်စင်းတည်ဆောက်နေတော့စိတ်ကမ်းပြီးမှနှိမ့်မြုပ်ခဲ့တာဟာ1969ခုနှစ် USS Gartero ဖြစ်စဉ်ဆိုတဲ့အဖြစ်ပါ။စိတ်ဝင်စားရင်တော့ဒေတာလေးရှာဖက်ကြည့်ခင်ဗျ။အမေရိကန်ရေတပ်ရဲ့30နှစ်စီမံချက်အရစစ်သမောအရေးအတွက်ဟာဒီကနေ့295စင်းကနေ2054ခုနှစ်မှာ380စင်းထိတိုးလာမှာပါ။အဲဒီချိန်မှာကျွန်တော်တို့ကတော့အဖိုးကြီးပေါ့။ဒီရီမန်းချက်ကိုနောက်နှစ်30အတွင်းအောင်မြင်ဖို့ရေတပ်ကတင်မော364စင်းကိုဝယ်ယူမှဖြစ်ပြီးတင်မော280ကျော်ကိုဖျက်သိမ်းမှာပါ။
တကယ်တော့တိုးလာခြင်းမတိုင်ခင်မှာရေတပ်ဟာ2029ခုနှစ်မှာ283စင်းထိကျဆင်းပြီးပိုတင်းငယ်လာမှာပါစိတ်ဝင်စားကြကောင်းတာကအသက်တင်တိုးလာမှာကရင်ကုန်သင်္ဘောတွေလိန်တင်သင်္ဘောတွေဒါမှမဟုတ်ဖြတ်သင်္ဘောတွေမဟုတ်ပဲမျက်နှာပြင်တိုက်ခိုက်ရေးသင်္ဘောငယ်တွေမိုင်းရှင်သင်္ဘောတွေနဲ့ဂုံးရီနှစ်သွဲသွားစစ်သင်္ဘောငယ်တွေရဲ့အရေးအတွက်ပါပဲစံချိန်မှန်အနေနဲ့တရုတ်ရေတပ်မှာလက်ရှိမှာသင်္ဘော400စင်းရှိပြီး2030ပြည့်နှစ်မှာ435စင်းထိတိုးလာဖို့မျှော်လင့်ရပါတယ်အဲ့ဒီချိန်မှာတော့ကျွန်တော်အလုံးလုံးနေရအောင်မှသိကြပါတယ်တရုတ်နိုင်ငံက30နှစ်စီမံချက်ကိုပုံမှန်လင်းလင်းထုတ်ပြန်ထားခြင်းမရှိပေမဲ့သူတို့ကသင်္ဘောတွေပို့ပြီးတည်ဆောက်နေမှသိကြပါတယ်2024ခုနှစ်မှာဒေါ်လာ255ဘီလီယံကနေ2053ခုနှစ်မှာဒေါ်လာ330ဘီလီယံနီးပါးထိတိုးလာမယ်အမေရိကန်ရေတပ်ရဲ့ဘတ်ဂျက်ကနောက်30နှစ်အတွင်းသူတို့ကိုဂိမ်းထဲမှာရှေ့တန်းကနေဆက်လက်ထိန်းထားနိုင်မလားဆိုတာကိုအချိန်ကသာတတ်သိပြပါလိမ့်မယ်။ဒါပေမဲ့တခုသေးကြတာကအမေရိကန်သင်္ဘောကျင်းတွေဟာလွန်ခဲ့တဲ့10စုနှစ်အတွင်းမှာထုတ်လုပ်ခဲ့တာထက်ရေတပ်တန်းချိန်ကိုအများကြီးပိုထုတ်လုပ်ဖို့လိုအပ်ပါလိမ့်မယ်။ဒီနေရာမှာထည့်ပြောချင်တာကအမေရိကန်နဲ့တရုတ်တို့ရဲ့ရေတပ်အင်အားပြိုင်ဆိုင်မှုဟာနိုင်ငံရေးစီးပွားရေးနဲ့နည်းပညာစတဲ့အကြောင်းအချက်များစွာနဲ့ဆက်ဆက်နေပါတယ်။အမေရိကန်တို့အနေနဲ့ရေတပ်အင်အားကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေပေမဲ့တရုတ်ရဲ့အရှိန်အဟုန်ကလည်းရှော့ထွက်လို့မရပါဘူး။ဒီပြန်ဆိုင်မှုဟာဒေတာတွင်းနဲ့ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအပေါ်တက်ရောက်မှုတွေရှိနေတာကြောင့်အနီးကပ်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ဒါကြောင့်အမေရိကန်တို့အနေနဲ့ရေတပ်အင်အားကိုပြန်လည်တည်ဆောက်ဖို့အတွက်ရေရှည်စီမံကိန်းတွေချမှတ်ပြီးဒီမော်တီဆောက်ရေးလုပ်ငန်းကိုအားပေးမြင့်တင်ဖို့လိုအပ်ပါတယ်။တရုတ်ရဲ့ရေတပ်အင်အားတိုးချဲ့မှုကိုလည်းတတိကြီးကြီးထားပြီးကင်တွယ်ဖို့လိုအပ်ပါတယ်။ဒါမှသာအမေရိကန်ရေတပ်အနေနဲ့အနာဂတ်မှာလည်းကမ္ဘာအင်အားအကြီးဆုံးရေတပ်ဖြစ်ဆက်လက်ရပ်တည်နိုင်မှာပါ။ဗီဒီယိုစာမှာကျွန်တော်တို့ပြောခဲ့တဲ့ကျင်းတဲ့သင်္ဘောချင်းကိုမှတ်မိသေးလား။ဂျော်ဒူပုံရိပ်တွေကဒီသင်္ဘောချင်းဟာကုန်းသွယ်ရေးသင်္ဘောတွေနဲ့စစ်ပတ်သုံးသင်္ဘောအများအပြားကိုတစ်ချိန်တည်းမှာတိစောက်နေတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။